နေ့တိုင်းမြို့နယ်ဗလမော့ကြီးရွာကာလန်ပိုင်းမှာအရသာ20ကျော်ကိုဖမ်းဆီးချိတ်ချောက်ပြီးအောက်ကမြအခြေဆိုင်ခမရ99ခေါ်တန်ရင်တက်ကိုခေါ်ဆောင်သွားတယ်လို့ဒေသခံတွေနဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ဒီဖြစ်စဉ်ဟာမလဆယ်ရင်နေ့လက်ပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးစက်ကောက်စီတပ်သားတွေကမြိတ်ကနေပစ္စည်းပို့ဆောင်လာတဲ့ကားတစ်စီးနဲ့ခီးသွားလာတဲ့ဆိုင်ကယ်တွေကိုဗလမော့ရွာမှာဖမ်းဆီးလိုက်ပြီးနေအိမ်တလုံးမှာထိန်သိမ်းကမလဆယ်တရင်နေ့လက်ပိုင်းမှာခမရ99ခေါ်တန်ရင်တက်ကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးဒေသခံတို့ပြောတာကစက်ကားစီလမ်းမှာထမရပြီးကောက်ပေါ်ကနေစစ်သားတွေဆင်းလာတင်နာတဲ့နဲ့ထိုးချိုက်ပြီးသူတို့ဖတ်ခေါ်ထားတဲ့သူတွေကိုအိုက်ထက်ကနေခေါ်ထုတ်တယ်ဆဲဆူချိတ်ချတော်တယ်လို့တယ်မိုင်းမှာရကြကခဏမှလက်တေးပြီးဖတ်ခေါ်သွားတယ်အခုလိုဖမ်းဆီးခံရတဲ့သူတွေထဲမှာအမျိုးသားတွေအပြင်အမျိုးသမီးတွေလည်းပါဝင်တယ်လို့သိရပြီးစုစုပေါင်း20ဦးခန့်ကိုစက်ကောက်စီတပ်သားတွေကဖမ်းဆီးထားတဲ့သူတွေကိုတင်နက်တွေထောက်ပြီးဆက်ဆွတ်တပ်တွေပြုလုပ်ပြီးခမရ99ခေါ်တန်ရင်ကိုပို့ဖို့အတွက်စကားပေါ်တိတ်ဆောင်သွားတယ်လို့တနေ့တိုင်းမြို့နယ်ပကပစုံ9ရဲ့ပြကြားရေးတော်ဝက်စီကသိရပါတယ်။လက်ရှိခမရ99ခေါ်တန်ရင်ထဲမှာဖမ်းဆီးခံရတဲ့သူတွေရဲ့နောက်ဆက်တွဲအခြေအနေတွေကိုမသိရသေးသလိုဖမ်းဆီးခံရတဲ့အကြောင်းလည်းအတိအကျမသိရသေးဘူးလို့ဒေသခံတွေကပြောပါတယ်။တနေ့တိုင်းမြို့နယ်ကာလာပိုင်းမှာဖြတ်သန်းသွားလာတဲ့ခရီးသွားပြည်သူတွေအနေနဲ့စတိပြုသွားလာဖို့စက်ကောက်စီရတဲ့နောက်မှာကမ်းမလိုက်ဖို့နဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေကသတိပေးထုတ်ပြန်ထားတဲ့ကိုလိုက်နာဖို့လိုတယ်လို့ထုတ်ပြန်ထားပါတယ်။အလားတူအခုလိုမျိုးရသားတွေကိုအကြောင်းမဲ့ဖမ်းဆီးမှုနောက်တစ်ခုဖြစ်စစ်မှာတော့ပလောမျိုးပေါ်မှာဖြစ်ပွားခဲ့တာပါ။ဒေသခံတွေရဲ့ပြောကြားချက်အရစက်ကောက်စီကပလောမျိုးတော်ခမ်းမှာစစ်မှုထမ်းဖို့အတွက်လူငယ်အယောက်50ကျော်ကိုဖမ်းဆီးထားတယ်လို့သိရပါတယ်။ဒီလူငယ်တွေကိုမလပထမပတ်အတွင်းဖမ်းဆီးခဲ့တာဖြစ်ပြီးအများစုကပလောမျိုးပေါ်နဲ့မြို့ဝတ်တရားတွေမှာဖမ်းဆီးခံရတဲ့သူတွေဖြစ်ပါတယ်ခင်ဗျာ။